redo check မှာတော့ဒီကနေ့ည9နာရီကျော်လေရင်နဲ့မြန်မာနိုင်ငံကနေပြီးတော့သူ့ရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်သွားခဲ့ပြီပဲဖြစ်ပါတယ် It's hard to say goodbye. I really enjoyed every moment of it, and all of the fans for the clubs I will miss very much. Hopefully we see in the future again. Yeah, that's all. Jizuba. အခု video check မှာပြောသွားတဲ့အကြောင်းအရာလေးကိုတော့ ARD အမျိုးသမီး FC အသင်းကတာဝန်ရှိသူတူဖြစ်တဲ့ဒါကိုအောင်တော်ဖြိုးကနေပြီးတော့ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် radio check မှာသတင်းတောက်တွေနဲ့တွေ့ဆုံတဲ့အခါမှာတော့သူကသတင်းတောက်တွေကိုမေးခွန်းအနေငယ်မေးခွန်းပြုခဲ့တဲ့အချိန်မှာသူဟာမြန်မာပြည်သူတွေနဲ့ခွဲရတာဖြစ်တဲ့အတွက်အင်မတန်မှသူဝမ်းနဲ့စိတ်မကောင်းဖြစ်မိတဲ့အကြောင်းရိုးရှင်းဆုံးပြောသွားခဲ့ပါတယ်ပြီးတဲ့အခါမှာသူဟာ ARD FC မြို့သမီးအသင်းကိုပြန်ပြီးလာပြီးတော့ကစားပြစ်မကစားပြစ်ဆိုတာကတော့အခုအချိန်မှာပြောဖို့စောသေးပေမဲ့လည်းသူ့အနေနဲ့လာရောက်ပြီးထပ်မံကစားခွင့်ရဖို့မျှော်လင့်တဲ့အကြောင်းလည်းသူကထည့်ပြောသွားခဲ့ပါတယ်လောလောဆယ်အချိန်မှာတော့ Asian Game ရှိတဲ့အတွက် Asian Game အတွက်ကိုသူဟာအာရုံစိုက်ထားတဲ့အကြောင်းလည်းပြောကြားသွားခဲ့ပါတယ်ပြီးတော့လာမယ့် Asian Game မှာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ဟာတအုပ်စုတွေကြားရောက်နေတာမို့ကျွန်တော်သတင်းတောက်တွေကမေးမြန်းတဲ့အရာအပေါ်မှာလည်းသူဟာအဲ့ပေါ်မှာဘာတွေပြောပြသွားခဲ့လဲဆိုရင်ဟုတ်တယ်မြန်မာမှာအတူတူကန်ခဲ့တဲ့တကယ်ချင်းတွေနဲ့ဂျပန်မှာပြန်ပဲဖြစ်ပြန်ဆောင်ရမယ်အဲ့တော့ဒီကြောင့်နဲ့ပတ်သက်လာရင်သူကိုယ်တိုင်တော့ဘာပြောမှန်းတော့မသိတော့ပါဘူးဆိုတော့ပုံစံလေးနဲ့ရေမောမောလေးနဲ့ချစ်စရာလေးပြန်ပြောသွားတာကိုလည်းတွေ့ရပါတယ်ဒါအပြင်သူဟာအခုလိုမျိုးသူ့ရဲ့ဒီမြန်မာပြည်မှာကစားခွင့်ရတဲ့ ARD အသင်းမှာကစားခွင့်ရတဲ့အချိန်အတွင်းမှာသူ့ကိုအားပေးကြတဲ့ပရိသတ်တွေရောပြီးတော့သူနဲ့အတူတူဖြတ်တန်းခဲ့ကြတဲ့အသင်းပေါ်တွေအကုန်လုံးကိုလည်းသူဟာအမှတ်တရရှိနေမှဖြစ်ပြီးတကယ်ကိုမှသူ့အတွက်အမှတ်တရခေါင်းတွေများစွာကျင်းရင်ခဲ့တဲ့နေရာလေးတစ်ခုအဖြစ်သူ့အနေနဲ့အမှတ်တရတွေရှိနေဦးမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားသွားခဲ့တာလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ် radio check မှာတော့သူ့ရဲ့အမိမြေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်သွားခဲ့လည်းဖြစ်ပါတယ်သူကိုယ်တိုင်လည်းအရိယာသူ့ရဲ့မိတ်ဆွေတွေမိသားစုတွေနဲ့တွေ့ဆုံခွင့်ရတော့မှာမို့လို့သူကအင်မတန်မှပျော်ရွှင်မိတယ်လို့လည်းဖွင့်ဟပြောဆိုခဲ့တာလည်းရှိပါတယ်ဒီမြန်မာနိုင်ငံမှာကျင်းခဲ့တဲ့ ARD ပြည်သက်တွေကလည်းနောက်ထပ်လာမယ့်ရာသီတွေနဲ့အတူဒီအာရှချန်ပီယံလိပြိုင်ပွဲတွေမှာ redo check မှာပြန်ပြီးတော့မြင်ကျင်ကြပါတယ်အဲဒါကြောင့်လည်း ARD FC အသင်းကို redo check မှာပြန်ပြီးတော့စာချုပ်တက်တန်းတိုးပြီးပြန်လဲခေါ်ဆိုပေးဖို့အတွက်ကိုသူတော်တော်များများပြည်သက်တွေကတောင်းဆိုလာတာကိုလည်းတွေ့ရပါတယ်အဲဒါကြောင့်လည်း ARD FC အသင်းဘက်ကနေပြီးတော့ redo check မှာနောက်ထပ်စာချုပ်တက်တန်းတိုးမှုတွေပြုလုပ်လာမယ်လို့လည်းယုံကြည်လို့ရပါတယ်redo check မှာပြောသွားသလိုပဲဘာပဲပြောပြန်လဲပြီးတော့ ARD FC အသင်းနဲ့ပြန်လဲတွဲဆုံပြီးစုံတွေ့ခွင့်ရဖို့မျှော်လင့်တယ်လို့လည်းသူ့ရဲ့စကားထဲမှာအရေးမြွတ်တွေပါတာကြောင့်နိုဝင်ဘာလအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေမတိုင်ခင် redo check မှာ ARD FC အသင်းကနေပြီးတော့ပြန်လဲစာချုပ်တက်တူခေါ်ယူနိုင်မလားဆိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ကျွန်တော်တို့လိပွဲစဉ်တွေကလည်းဒီဇင်ဘာလအတွင်းမှာပြန်လဲစတော့မှာဖြစ်တာမို့အဲ့ဒီယာတီမှာရောယာတီအပီးထိမြန်မာဝမ်မန်လိယာတီအပီးထိ redo check မှာပြန်လဲမြေတွေ့ခွင့်ရနိုင်မလားဆိုတာတော့ကျွန်တော်တို့တွေ ARD FCမျိုးသမီးအသင်းရဲ့ထုတ်ပြန်ချက်တွေကိုဆက်လက်စောင့်မျှော်နေရင်းနဲ့ရင်ခုန်စွာနဲ့ဗီဒီယိုချက်ကမှာပြန်ရောက်လာခြင်းရှိမရှိကိုဆက်လက်ရင်ခုန်စွာနဲ့စောင့်မျှော်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ That's all. Jizuba.